to the gua Chimongo Guayao, no? La nep, Tashin Gono Chimochin, a Shiba Golajava. Yo cholo mo chau chavane a shibe golano look jonu ne chuthu kalire chimochia kamnya song do phya amen a chezo tan ne aya pa ya chimoncha me no张学良会，为你的走到西，下牙口手上中国美，那美妙美美，不让它走到西，不让它走到西，让你到世界走南北，红军把我张学良会，为你的走到西，为你的走到西。下牙口手上中国美，那美妙美，那他别说呀，不让他走到西，让不到世界走南北，后天往家就家美，不让他走到西，下牙口手上中国美，那美妙，那他别说呀。我在走南西，想不到事情就难解。后天把我家就家美，为你的走南西，为你的走南西，下牙口手上中国美，那美妙美，那都那，那就把我们牵在手边，你是谁心？我手上中国美，那美妙美美，不让他走到西，想不到事情就难解，后天把我家就家美，为你的走到西，想要我手上中国美，那美妙美美，那都那。走到我们去的上天路，为是谁写的日光的眼泪？为什么你让那眼泪流泪？走到我们去的上天路，为是谁写的日光的眼泪？那红的红的，那最红的，最红的，眼睛起来。去的上天路，你是谁写的日光的？那红的红的，那最红的，最红的眼泪。我们去年。
关起了呢，个钱皮啊，对的关起么呀？那他好变死了，请我们呢？
လည်းဖြစ်တယ်အာမင်စင်တော်ချမနဲ့ဖခင်ရဲ့မျက်မှောက်တော်မှာသူတကွပြန်စိတ်ကချရအောင်အလုံးစုံကနိုင်တော်ဖျားဖြစ်တယ်ကျမတို့ကိုယ်ွယ်တဲ့ဖျားက
내 너야 저 손높여 Tello Chioma
တော်ဖက်မှာရှိရင်ပါရထလို့ကြုံပါလေပြုလို့နာမအောင်မြင်ခြင်းတွေဘဝမှာမရှိမဖြစ်ယေရှုအသက်နဲ့လမ်းကြီးဓမ္မတရားပိတ်တော်ရှာလို့ဒီတော့ရာထိုင်စီရပိတ်တာပိတ်တာတို့ကျွန်တော်ရဲ့ဘက်မှာရှိပါတော့ဘဝဟာပြေဝကိုရောကိုချီးစွာတင်ပါတယ်ယခုချိန်ထိပို့ဆောင်ပြီးတော့လူတွေနဲ့မဖြစ်နိုင်မတတ်နိုင်တဲ့ຢာတွေယေရှုဖျားရဲ့မျက်မှောက်မှာယေရှုဖျားရဲ့အတူရှိခြင်းမှာယေရှုဖျားနဲ့အတူရှောက်လန်းခြင်းမှာအမြင်ခြင်းတော့အမြင်ခွန်ကိုပြီးတော့ဖျားဟာလေလုယာကိုရောကိုချီးစွာတင်နေယခုချိန်ဒီပူဆောင်ပြီးတော့ကိုရောကိုချီးစွာတင်နေကျန်ရှိသေးတဲ့အချိန်တွေမှာလည်းကိုရောအတူရှိပါရှိတော်မူပါတပါတီတော်ယေရှုနာမဖြစ်ဆုတောင်းစကားနံပါတ်ဖာဖျားအာမင်အားလုံးမင်္ဂလာပါမင်္ဂလာပါကိုရဲ့ရှေ့နောက်နဲ့ဘယ်နေရာမှာထိုင်တဲ့တငယ်ချင်းတွေကိုမင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်ကြရအောင်ဒီနေ့အချိန်သေးနေရာမှာပို့ဆောင်ပေးပြီးတော့ဝတ်ပြုကိုကိုချင်းတွေမှာပို့ဆောင်ပေးတဲ့တန်ရှင်တော်ဝင်ငင်တော်ဖျားတာရွေးဘုံချေပါစေကျွန်တော်တို့လက်တွေမျိုးထားပြီးတော့ဆလုံးဆိုပြီးတော့ခုနချင်းကြွေးကြော်ကြရအောင်ရှလုံးရှလုံးရှလုံးShalom, shalom, shalom, shalom. ဖျားရှင်တာရွေးဘုံချေပါစေဆိုတော့ကျွန်တော်တို့အချင်းကိုအချင်းငယ်ဆက်ရှိမလားဆရာရှိမရှိဘူးနော်ဆိုတော့အလုံးငွေကောက်ဖို့အလုံးငွေစူတောင်းစက်ကပ်ဖို့စမချင်းနိုစမချင်းပေးစမချင်းပေးဖိတ်ခေါ်ချင်တယ်ပြီးတော့ကောက်ခံပေးဖို့ပြပြနဲ့နုဒင်ကိုဖိတ်ခေါ်မယ်နော်ဆိုတော့လုံငွေကောက်ခံတဲ့ချိန်တွေစူတောင်းတချင်းဆိုပေးဖို့ခိုင်နိုဖိတ်ခေါ်ပါရယ်လက်ကောက်ကြည့်လက်ကျူဆိုကြရအောင်လူတော်ငွေများကိုစက္ကအနံ့ကြရအောင်ကောင်းမြတ်ဆုံးနေတော်မူသောဖာဖျားကိုရောကိုကျေးဇူးတင်တယ်ဤနေ့ရက်ဒီကိုရှင်ဖန်ဆင်းထားသောနေ့ရက်ဖြစ်သောကြောင့်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ကိုရှင်ပေးမှန်တော်၌လာရောက်သောသားသမီးရောက်စီတိုင်းကိုရှင်ကောင်းကြီးပေးတော်မူပါ။အော်ကိုရှင်ဖာဖျားကိုဝတ်ပြုကိုကွယ်ခြင်းကိုရှင်ကိုချီးမွမ်းခြင်းတာမကပဲနဲ့ကိုရှင်ပေးသနာတော်မူသောကောင်းကြီးမင်္ဂလာထဲကနေပြန်လည်ပြီးမှကိုရှင်တွေ့ပေးလူသောလူငယ်များအတွက်ကိုဤ
လက်ဝဲနိုင်စကအနံပါယီထဲဝဲမီတာတမီရောက်စီတိုင်းပေါ်လိုက်ကိုရှင်ဖာဖျားတခင်ကောင်းခြင်းမင်္ဂလာအစာတရားမကတော့ကောင်းခြင်းမင်္ဂလာများကိုချပေးတော်မူပါရလုံးငွေများကိုလည်းအသုံးပြုတဲ့နေရာများအငယ်ဆုံးမဆချင်းအရာများပေါ်လိုက်လဲရရှိခံစားတော့သူရောက်စီတိုင်းအတွက်လွတ်မြောက်ခြင်းဝိညာဉ်လွတ်မြောက်ခြင်းများကိုခန္ဓာလွတ်မြောက်ခြင်းနဲ့ကိုရှင်ဖာဖျားတခင်ကောင်းကြီးဖြစ်စေတော်မူပါကျေးဇူးတော်ကုံတော်ပေါင်းကိုချီးမွမ်းယေရှုနာမ၌ဆုတောင်းအနံကြပါ၏အချင်းကောင်းခွန်ကောင်းခွန်ပင်စံပြတဲ့ဖျားဘုံချေပြပါစေဟာလေလုယာဟေဆောင်ပီတချင်း God bless Myanmar တချင်းနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်တွေ့ချင်များဆိုရမြမပီတဘာဝလာတဲ့ပီရတာပေါ်တဲ့ပီတဘူပြလုံးရတာဒုမပီ God bless me mom God bless me mom God bless me mom amen Sanga po pachiday Yamiu po ke wiya Suta Si poy mya de kaise Tawa ngin chamule Shi te long ta te ka Suto God bless me ma God bless me ma God bless me ma Amen Ma, amen. Hey. The power of Kabita, Sanga po pachita, Shami upo kewia, Suda, yeah. Panyare kese Yama machida Yami upo ke uya Suda Kachin kaya kayenche Mama mo rataisha Lumi upo sumwe Suda Yeah Kachin kaya kayenche Mama mo rataisha Lumi upo sumwe Suda
စုရများတော်လေစုတော်အလုံးငါလို့တွေစုတော်ပါ၏to know what I be God bless me God bless me God bless me Amen God bless me God bless me God bless me Amen ရောက်စီတိုင်းဖရာတကယ်ကကောင်းစီပြပါစေ Thank you လုံငွေအဖင်ပါဝင်ကြတဲ့ရောက်ရှိတဲ့ဖျားရှင်တာရွေးကောင်းချီးပေးပါစေခုချိန်မှာတရားတော်နားထောင်ရမယ့်ချိန်ဖြစ်ပါတယ်နော်ဆိုတော့ဒီနေ့တရားဟောပြီးမဲ့သူကဆရာခိုင်ဟုတ်ပါတယ်နော်ဆိုတော့ခိုင်နာမည်ရှိတဲ့သူတွေကတရားဟောကောင်းတယ်နော်ဆိုတော့ဆရာနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်တီးလက်ကြိုဆိုကြရအောင်ဟာလေလုယာဟာလေလုယာခိုင်နာမည်ရှိတဲ့လူကတရားဟောကောင်းယုံမဟုတ်ဘူးရုပ်လဲဖြောင်းတယ်ရုပ်လဲဖြောင်းတယ်ဆိုတော့ကလေးမွေးမယ်ဆိုရင်တော့ခိုင်နာမည်ပေးကြပါအလိုလိုနေနဲ့ရုပ်ဖြောင်းလာမှာဖြစ်တယ်အာမင်ဆိုတော့ခိုင်နှုံးလဲတခြင်းဆိုတာအမတန်မှအားရစရာကောင်းပါတယ်ကျွန်တော်တို့မှနားထောင်ရင်းနဲ့အဆူတော်ဖြစ်သွားတာအမူအရာတွေနဲ့လန်ထွက်နေရပဲကျွန်တော်နားထောင်တဲ့အဖွဲ့တွေလည်းအလူလူနေနဲ့အဆူတော်တွေဖြစ်ကုန်ကြတာဆက်လက်ပြီးတော့အသုံးပြုပါစေဟုတ်ပြီစေဦးစွာဖျားထင်အခြေတော်ကိုချီးမွမ်းပါတယ် JCA မြန်မာစီစဉ်မှာနှုတ်ကပတ်တော်ဝင်ကတတိခံခွင့်ပေးတယ်ဖျားထင်အခြေတော်ကိုချီးမွမ်းတယ်လို့အချိန်ကောင်းတကယ်ပဲဒီအခွင့်အထိုးကိုပေးတယ်ကျွန်တော်တို့ဆရာဆရာမများနော်ခေါင်းဆောင်များအတင်းတော်အတင်းတို့အတင်းသားများအပေါ်မှာထူးကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်ဒီနေ့မှာရောက်ရှိလာတော့ယုံကြည်သူဓမ္မမိတ်ဆွေရောက်ချင်းစီတိုင်းအတ္တတာမှာလည်းတန်ရှင်တော်ဝိညာဉ်တော်ဖပါးကအတိတ်တဖန်တူထိပါစေအလာနဲ့အပြန်မတူဘဲနဲ့တကယ်ပဲပြန်သွားတဲ့ခါကျရင်ကောင်းချီးတစ်ခုခုနဲ့အိမ်ပြန်သွားနိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေဟုတ်ပြီကျွန်တော်တို့တခြားဟာတွေမသွားခင်မှာကျွန်တော်ဗီဒီယိုကလစ်လေးတစ်ခုပြချင်ပါတယ်လို့ဒူတကွကြည့်ရအောင်အစင်ပြေလာတော့မသိဘူးကျွန်တော်ရဲ့ဇနီးတဲ့နဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖျားเจ้าဖြစ်ပါတယ်အနောက်ကအသင်းသူအသင်းသားတွေနဲ့ဖြစ်ပါတယ် Who am I that the Lord of all the earth would care to know my name, would care to feel my hurt? Who am I that the bright and morning star would choose to light the way for my ever-wandering heart? Well, not because of who I am, but because of what you've done. Not because of what I've done, but because of who you are. I am a flower quickly fading, here today and gone tomorrow. A wave tossed in the ocean, vapor in the wind. Still you hear me
sin would look on me with love and watch me rise again. Who am I that the voice that calmed the sea would call out through the rain and calm the storm in me? Not because of who I am, but because of what you've done. Not because of what I've done, but because of who you are. I am a flower quickly fading, here today and gone tomorrow. A wave tossed in the ocean, a vapor in the wind. Still you hear me when I'm calling. Lord, you catch me when I'm falling, and you told me who I am. I am yours. ဟုတ်ပြီကျေးဇူးတင်ပါတယ်မြန်မာပြည်မှာကျွန်တော်ဘာလုပ်နေလဲဆိုတာတက်တည်ခံစရာမလိုတော့ဘဲနဲ့အခုမြင်တွေ့နေရတဲ့အရာတွေဖြစ်ပါတယ်လို့မျက်ရည်ပေါင်းမြောက်များစွာချခဲ့တယ်ငွေကြီးပေါင်းမြောက်များစွာကုန်ခဲ့တယ်ဆူတောင်းခြင်းမြောက်များစွာပါဝင်ခဲ့တာဖြစ်တယ်တင်းတော်တစ်ပါးဖြစ်လာဖို့ဆိုတာမလွယ်ပါဘူးတော့ကျွန်တော်ခွန်အားနဲ့မဖြစ်နိုင်ပေမဲ့တန်ရှင်တော်ဝိညာဉ်တော်တကူအားဖြင့်မဖြစ်နိုင်တဲ့အရာကဖြစ်နေတာဖြစ်တယ်ဟာလေလုယာတင်ရဲ့ဆူတောင်းခြင်းအားဖြင့်လည်းဖြစ်တည်နေတာဖြစ်တယ်အာမင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်တာလင်ဖြစ်တယ်ဆိုတာကိုလည်းထပ်လောင်းပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့ညမှာ10နာရီခွဲကျွန်တော်ကြာရင်မဟောပါဘူးဘာဖြစ်လို့လဲဆိုတော့MC ကလည်းခိုင်နာမယ်ပါတယ်လို့တရားဟောကောင်းတယ်ဆိုတော့တရားဟောကောင်းတယ်ဆိုတာလွယ်လွယ်လေးတူတူလေးဟောနောက်တစ်ခါဖိတ်ခေါ်ခြင်းခံရမှာဖြစ်တယ်တဲ့ဆိုတော့တူတူလေးတနိုင်လောက်ပဲဟောမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး14ပိုင်ငယ်20ကနေကျွန်တော်စဖတ်မှာဖြစ်ပါတယ်ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး14ပိုင်ငယ်20ကနေဖတ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပဲဒီကနေဖတ်မယ်ယေရှုသည်စီဝေသောသူတို့ကိုလွတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလီစေးစီ၍ကမ်းတစ်ဖက်သို့အရင်ကူးစေတော်မူ၏စီဝေသောသူတို့ကိုလွတ်ပြီးမှဆုတောင်းပတနာပြုအံ့သောငါတောင်ပေါ်၌စိတ်ကြွယ်ရာအရတ်သို့တက်ကြွသဖြင့်ညအချိန်ရောက်သောအခါတယောက်တည်းရှိနေတော်မူ၏လင်မူကားအိုင်အလယ်၌ရှိ၍လေမသိသောကြောင့်လိုင်းတပူလှုပ်ရှားခြင်းကိုပြင်းစွာခံရ၏ည3ချက်သည်ကြောအချိန်၌ယေရှုသည်အိုင်ပေါ်မှဆက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ကြွတော်မူ၏ထိုသို့အိုင်ပေါ်မှဆက်တော်ဖြန့်၍ကြွတော်မူသည်ကိုသူတို့သည်မြင်လျင်ထိတ်လန့်၍ဖုတ်တစီဖြစ်သည်ဟုတ်ကြောက်သောစိတ်နှင့်အော်ဟစ်ကြ၏ယေရှုသည်ချက်ချင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလောငါပင်ဖြစ်သည်မကြောက်လန့်ကြနှင့်ဟုတ်မိန့်တော်မူ၏ပေတရုကလည်းသခင်ကိုတော်မှန်လျင်အကျွန်ုပ်သည်ကိုတော်ထံသို့ရေပေါ်မှလာရမည့်အကြောင်းမိန့်တော်မူပါဟုတ်လျှောက်လျင်လာခဲ့လောဟုတ်မိန့်တော်မူ၏ပေတရုသည်လေပေါ်ကဆင်း၍ယေရှုထံသို့ရောက်အံ့သောငါရေပေါ်မှလှမ်းသွား၏လေပြင်းသည်ကိုမြင်လျင်ကြောက်လန့်၍နှိမ့်မွန်းလူသည်ရှိသောကယ်မတော်မူပါသခင်ဟုတ်အော်ဟစ်လေ၏ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်တော်မူလျက်ယုံကြည်အားနည်းသောသူအဘယ်ကြောင့်ယုံမာသောစိတ်ဝင်သည်ဟုတ်မေးတော်မူ၏လေပေါ်သို့ရောက်ကြလျင်လေသည်ငြိမ်လေ၏လေသားတို့သည်ချင်းကပ်၍စင်စစ်ကိုတော်သည်ဖျားသခင်၏သားတော်မှန်ပါသည်ဟုတ်နှုတ်ပြည့်၍ရှောက်ကြ၏ဖတ်တော်တဲ့ကျမ်းပိုင်းအဖြစ်ရောက်ချင်းစတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဟုတ်ပြီကြောက်ရွံ့ခြင်းရဲ့အပြီးမှာစစ်မှန်သောကိုယ်ွယ်ခြင်းเนาะကြောက်ရွံ့ခြင်းအပြီးမှာစစ်မှန်သောကိုယ်ွယ်ခြင်းဘဝမှာကြောက်စရာတွေအများကြီးရှိပါတယ်ဝမ်းနည်းစရာတွေလည်းအများကြီးရှိပါတယ်စိတ်ပြည့်စရာတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဖယားသားမှန်ရင်အဲ့ဒီဝမ်းနည်းခြင်းတွေအဲ့ဒီကြောက်ရွံ့ခြင်းတွေအဲ့ဒီစိတ်ပြည့်ခြင်းရဲ့နောက်ွယ်မှာအမြဲတမ်းကျေးဇူးတော်ချီးမွမ်းခြင်းရှိတာဖြစ်တယ်
အဲ့ဒီအရာတွေရဲ့နောက်မှာအမြဲတမ်းကိုးကွယ်ခြင်းကလိုက်လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘဝမှာကြရှုံးခြင်းဆိုတာမရှိဘူးဖယားသားအတွက်ကြရှုံးတယ်ဆိုတာမရှိဘူးဖယားသားအတွက်လမ်းဆုံးတယ်ဆိုတာမရှိဘူးဖယားကလမ်းအများကြီးရှိတာဖြစ်တယ်လမ်းပိတ်တယ်လို့ထင်ရင်တနည်းအားဖြင့်လမ်းကပြန်ပွင့်လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖယားသားသမီးတွေအတွက်ဒီကနေ့ဖယားမှာလမ်းတွေအများကြီးရှိတယ်ကြောက်ရွံ့ခြင်းတွေဘလောက်ပဲများပါစေစိတ်ပြည့်ခြင်းတွေဘလောက်ပဲများပါစေကြည်ကွဲခြင်းတွေဘလောက်ပဲများပါစေစိတ်ပြည့်ခြင်းတွေဘလောက်ပဲများပါစေအဲ့ဒီအရာရဲ့နောက်ွယ်မှာအမြဲတမ်းကိုးကွယ်ခြင်းကလိုက်လာတာဖြစ်တယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့ယုံကြည်သူတယောက်ရဲ့အသက်တာမှာအဲ့ဒီအရာကိုရင်ဆိုင်ကြုံတွေ့တဲ့အခါမှာဖယားသခင်ကကြီးမားသောအမှုကိုပြုတော့မယ်ဆိုတာကိုသတိထားမိလို့ဖြစ်တယ်လက်ခုပ်တီးလက်ထူဖယားကိုချီးမွမ်းရအောင်ဒါပေမဲ့မယုံကြည်သူတွေအသက်တာမှာလောကသားတွေအသက်တာမှာတော့အဲ့ဒီစိတ်ပြည့်ခြင်းတွေကြုံတွေ့လာပြီဆိုရင်အဲ့ဒီပြဿနာတွေနဲ့ရင်ဆိုင်လာပြီဆိုရင်ဘယ်လိုဖြေရှင်းမှာလဲဒီအရာတွေကိုလူအားနဲ့ဘယ်လိုကြော်လွှားမှာလဲဒါပဲသူတို့စဉ်းစားတာစဉ်းစားရင်နဲ့ယုံလီနစ်လီဖြစ်သွားတယ်ဘဝမှာကြီးကွဲစရာတွေစိတ်ပြည့်စရာတွေပူပြီးတော့များလာတယ်တော့တင်နဲ့ကျွန်တော်ဖယားသားသမီးယုံကြည်သူတွေရဲ့အသက်တာမှာအဲ့ဒီပြဿနာတွေအဲ့ဒီခက်ခဲမှုတွေအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းတွေဝင်လာပြီးဆိုရင်အဲ့ဒီအထဲမှာတန်ရှင်သောဝိညာဉ်တော်အလုပ်လုပ်တော့မယ်ကြီးမားတဲ့အမှုကိုဖြစ်တော့မယ်ဟာလေလုယာအောင်မြင်ခြင်းကရောက်လာတော့မယ်ဆိုတာဝိညာဉ်အဖြစ်ကျွန်တော်သိတဲ့အခါမှာအဲ့ဒီကြောက်ရွံ့ခြင်းရဲ့နောက်မှာကိုးကွယ်ခြင်းကအမြဲတမ်းရောက်လာတာဖြစ်တယ်ဟာလေလုယာဟုတ်ပြီကျွန်တော်ကျမ်းစာတွေကိုတွားရအောင်ယေရှုသည်စီဝီတော်သူတို့ကိုလွှတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလီစေစီ၍ကမ်းတပည့်တို့အရင်ကိုးစီတော်မူ၏ဟိုဘက်ကမ်းကိုတပည့်တော်တို့တွားခိုင်းတော်သူကတွားစီလိုတော်သူကယေရှုခရစ်တော်ဖြစ်တယ်သူတို့ကိုလွှတ်တော်မူယေရှုသည်စီဝီတော်သူတို့ကိုလွှတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလီစေစီ၍ကမ်းတပည့်တို့အရင်ကိုးစီတော်မူ၏ဟိုဘက်ကမ်းတွားဖို့ရန်ယေရှုခရစ်တော်ရဲ့အလိုတော်စီခိုင်းခြင်းယေရှုခရစ်တော်ပြောတဲ့အတိုင်းတပည့်တော်တွေကဟိုဘက်ကမ်းကိုကိုးဖို့လှေနဲ့ခရီးစပြုတ်လာတယ်ခရီးစပြုတ်လာတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ညတကောင်ရဲ့အချိန်မှာခရီးကစပြုတ်လာတယ်ဆိုတော့ဘာလာလဲဆိုတော့လေမူကအိုင်အလေ၌ရှိ၍လေမသိသောကြောင့်လိုင်းတပူလှုပ်ရှားခြင်းကိုပြင်းစွာခံရ၏ချစ်တော်ညီကိုမောင်နှမများဒီနေရာမှာဖယားသခင်ရဲ့အလူတော်အတိုင်းဖယားသခင်ရဲ့အတန်တော်ကိုကောင်းကောင်းကြားရတယ်တင်တို့ဟူဘကန်းကိုတွားပါကြားတဲ့အတိုင်းဖယားသခင်ရဲ့အလူတော်ရှိတဲ့အတိုင်းခိုင်းတဲ့အတိုင်းတပည့်တော်တွေကဟူဘကန်းကိုကိုးဖို့ခရီးဆက်လာတဲ့အခါမှာအဲ့ဒီအိုင်အလေရောက်တဲ့အခါကျရင်ဘာကြုံတွေ့လဲဆိုလေပြင်းတွေပြင်းစွာတိုက်နေတယ်လေပြင်းမုန်တိုင်းကပြင်းစွာသူတို့ကိုတိုက်ခိုက်နေတယ်အော်စရာကောင်းတယ်ဖခင်ရဲ့စကားကိုနားထောင်ရတဲ့နဲ့ယေရှုခရစ်တော်ရဲ့အလူတော်အတိုင်းသူမိန်တော်ရှိတဲ့အတိုင်းတွားရတဲ့နဲ့အိုင်အလေမှာဒုက္ခကြုံနေတယ်ပြဿနာကြုံနေတယ်ဒီကနေ့ယုံကြည်သူတင်တဲ့ကျွန်ုပ်ကဖခင်ရဲ့တန်တော်ကိုကြားရတာနဲ့တော့မဟုတ်ဆုတောင်းရတာနဲ့ဖခင်เจ้าမှာကြိုးစားပြီးတော့ဖခင်ကိုကိုးကွယ်ရတာနဲ့ကျွန်တော်တို့အသက်တာမှာတစ်ခါတလေချင်းအစင်မပြေဘူးအစင်ပြေနေမနေဘူးနားလည်နိုင်ဖို့ဖခင်စကားပြောပါစေအာမင်အဲ့လိုမျိုးအချိန်မှာတင်ဘလို့တုံ့ပြန်လဲအဲ့ဒီပြဿနာကိုအဲ့ဒီဒုက္ခဆင်းရဲကိုတင်ဘလို့တုံ့ပြန်တယ်လဲကျွန်တော်တို့ဘလို့ရင်ဆိုင်တယ်လဲတပည့်တော်တို့ကယေရှုခရစ်တော်ခိုင်းတဲ့အတိုင်းဟိုဘက်ကန်းကိုကူးတဲ့အခါမှာပြင်းစွာမုန်တိုင်းကြုံတွေ့ရတယ်ဖခင်သခင်လက်တော်မြင်တွေ့ဖို့တစ်ခါတလေကြာရင်အဲ့ဒီပြင်းစွာမုန်တိုင်းတွေကကျွန်တော်တို့အသက်တာမှာရောက်လာတတ်တယ်ကျွန်တော်ကြရှုံးဖို့မဟုတ်ဘူးရေနစ်ဖို့မဟုတ်ဘူးဘုံတော်ထင်ရှားဖို့ဖြစ်လက်ခုပ်တီးလက်သူဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာပူဆိုးတယ်တပည့်တော်တွေကလေပြင်းမုန်တိုင်းတွေကြုံတွေ့တဲ့အခါမှာ
ဘာဖြစ်လာလဲဆိုတော့သူတို့ကိုကယ်တင်ဖို့ယေရှုခရစ်တော်သူတို့ဘက်ကိုရောက်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ယေရှုခရစ်တော်ကိုမြင်တဲ့အခါကျရင်ဘာပြောလဲဖုတ်တစီတဲ့တရေပြောချင်တာကတရေဟာအောစရာကောင်းတယ်မနေ့ကယေရှုခရစ်တော်နဲ့အတူတကွကြီးမားတဲ့နမိတ်လက္ခဏာအပေါ်ဖတ်ကြည့်လိုက်နမိတ်လက္ခဏာကြီးမားသောနမိတ်လက္ခဏာကိုပြုလုပ်တဲ့တပည့်တော်တွေယေရှုခရစ်တော်ရဲ့ခြေရာကိုတကောက်ကောက်လိုက်တဲ့အဖွဲ့တွေယေရှုခရစ်တော်ရဲ့လက်တော်ထဲမှာမုံ9လုံးနဲ့9နှကောင်နဲ့လူ9000ကိုကျွေးမွေးသောကြီးမားတဲ့နမိတ်လက္ခဏာကိုမြင်တွေ့တဲ့အဖွဲ့တွေဒီမနေ့မှာဘာဖြစ်သွားလဲယေရှုကိုဘယ်လိုမြင်လဲဖုတ်တစေကျွန်တော်တို့အသက်တာမှာလဲဘာဖြစ်လို့လဲကိုတော့မဟုတ်ဘူးလားခါတလေကြရင်ဘဝမှာကျွန်တော်ဖះကိုချိန်ပေါင်းမြောက်များဆိုကျွန်တော်လဲဘာဖြစ်လို့လဲကိုရောကဖုတ်တစေလားတရေလားခံစားရတဲ့ချိန်ရှိတယ်ချစ်တော်ညီကိုရော2008မှာရန်ကုန်ရောက်တယ်အလုပ်လုပ်တယ်3နှစ်ပြီးမှတိကြဖះရဲ့ခေါ်ခြင်းကျွန်တော်ရဲ့အလုပ်ကကင်မရာပြင်တာအဲ့ခေတ်တုန်းကဆိုရင် digital camera တို့ Canon တို့ Fuji တို့အဲ့ကင်မရာလုံးတွေရန်ကုန်မှာခေတ်စားတဲ့အချိန်အဲ့ဒါကိုပြင်နေတယ်ကင်မရာတစ်လုံးကိုအကုန်လုံးတစားစီဖြုတ်ပြီးတော့ပြင်တဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ရောက်လာတဲ့အထဲမှာဒီကင်မရာလိုပျက်စီးနေတဲ့ဝိညာဉ်ထဲမှာပျက်စီးနေတဲ့လူမြောက်များစွာကိုကယ်တင်ဖို့တင်ကိုငါရွေးတယ်တင်ကိုငါရွေးတယ်လူအနေနဲ့အဲ့ဒီအလုပ်ကိုထားခဲ့ဖို့စိတ်ကူးမရှိဘူးဖယားသခင်ခေါ်ခြင်းတိကြရတယ်သူများအမှုတော်ဆောင်တဲ့တချို့ကချမ်းသာတတ်လို့ကျွန်တော်လည်းအမှုတော်ဆောင်ရင်များအဆင်ပြေမလားတချို့တော့အမှုတော်ဆောင်ဆရာမတွေကစော်ရလို့မဟုတ်ပါဘူးworship leader တွေဆိုရင်ဟာစော်ကြည့်တယ်ကိုလည်း worship leader များလို့မလားလို့ရုပ်ကပြဿနာရုပ်ဖြောင်းတယ်ကြိုက်မဲ့လို့မရှိဘူးတချို့ကကြည့်ရင်အာနာစရာကောင်းတယ်တို့ဆိုကြည့်တယ်ကျွန်တော်တို့ပြဿနာခိုင်နာမရှိတဲ့လူရဲ့ပြဿနာကရုပ်တော့ဖြောင်းတယ်ဆိုမရှိဘူးအဲ့ဒါကျွန်တော်တို့ရဲ့ပြဿနာဆိုတော့ချမ်းသာဖို့အတွက်လည်းမဟုတ်ဘူးတကယ်တိကြအဲ့ဒီခေါ်ခြင်းရလာပြီးတဲ့နောက်ပိုင်းမှာတနစ်ဆုတောင်းပြီးတော့ဒီအလောက်ကနေဒီအလောက်ကိုဆုံးခွန်နိုင်ဖို့ကိုတော့ဒီအလောက်ကိုထားခဲ့နိုင်ဖို့ခွန်အားပေးပါအမှုတော်ဆောင်ဖို့မဟုတ်တော့ဘူးတေချာသွားပြီအမှုတော်ဆောင်ဖို့အတွက်ဒါပေမဲ့အလောက်ကဆွန့်လွတ်ဖို့အမတန်မှခက်ခဲတယ်ဆိုတော့ကိုတော့ခွန်အားပေးပါဆုတောင်းတယ်တနစ်ဆုတောင်းပြီးနောက်ပိုင်းမှာဘုရားသခင်ကဆွန့်လွတ်နိုင်ဖို့ခွန်အားပေးလာတယ်တိကြနော်ဘုရားရဲ့ခေါ်ခြင်းသူခိုင်းတဲ့အတိုင်းကျမ်းစာကျောင်းစရောက်လာတယ်ကျွန်တော်လက်ထဲမှာရှိတဲ့6000နဲ့9လတင်တန်းစတက်တယ်အဲ့ဒီ6000ကို3လစာ6လစာရှိသေးတယ်ပတ်စံတပြားမှမရှိတော့အလိုငွေထဲဖို့လည်းမရှိဘူးတနေ့လုံးစင်းရဲနဲ့ကျန်းစာကျောင်းမှာကျွေးတဲ့ထမင်းအဲ့ဒီချိန်လုံးမှာတရက်မှာနှစ်ပဲစားရတယ်ကျဥဆိုတချမ်းပဲရတယ်ထမင်းကတော့ပုံနေတာပဲကျဥတချမ်းနဲ့ထမင်းကုန်ခါနေကျဥမထိသေးဘူးဘယ်တော့ပိုက်စားလဲအပြင်အစားအစာတွေလုံးဝမဝယ်စားနိုင်ဘူးမြင်တယ်မစားရဘူးအစောကနေကြောင်းတော်တိုင်းမှာလမ်းဘေးမှာမုတ်ချိုတွေမဟင်းကားတွေအနက်လေးတွေပဲရှူပြီးတော့ဟာအဲ့ဒါနဲ့ပဲကြောင်းသွားရတယ်ပိုက်စားတယ်တပြားမှမရှိဘူးဝယ်မစားနိုင်ဘူးသူမျက်လက်ဖေးဆိုင်ထိုင်ပြီးလက်ဖေးတောက်တာကိုကြည့်ပြီးတော့ကျွန်တော်တို့ကဇရွေးပဲမြူချရတယ်ပိုက်စားလို့ကြောင်းမှာကျွေးသမျှအကုန်လုံးကိုစားတာထမင်းကတော့တို့တောင်လူပုံနေဟင်းရကြတော့တိတိလေးအဲ့ဒါကိုစားနဲ့တူပြီးတော့ဟင်းရီနဲ့စားထမင်းကတော့နည်းနည်းကြံထမင်းကုံခါနေမဟင်းမထိသေးဘူးဘာဖြစ်လို့လဲအရသာရှိနဲ့အနောက်ဆုံးမှအဲ့ဟင်းကိုစားကျင်တာအဲ့လိုနဲ့ကူလာပြီးွားပြီအောင်စရာကောင်းတယ်မတည်ဘူး
အဲ့ဒီလေပြင်းကလည်းကြောက်စရာကောင်းတယ်မခံနိုင်ပဲထွက်ပြေးတဲ့လူအများကြီးဖယားခေါ်ရက်သားနဲ့ဘာဖြစ်လို့ပတ်စံမပေးတာလဲခါတလေကြရင်နမိတ်လက္ခဏာကျွန်တော်ဆူတောင်းတယ်ညအဲ့တဲ့ထားတဲ့ခါကြရင်နော်တို့ခေါင်းအောက်မှာပတ်စံ1000တန်နဲ့1000တန်9000တန်ဒီမျက်ရှိမလားပေါ့လှန်ကြည့်တာမရှိဘူးဘယ်ရှိမလဲထားမလို့မရှိတာကျောင်းသွားရင်လည်းလမ်းဘေးမှာကြားတဲ့ပတ်စံများတွေ့မလားအမြဲတမ်းမျောလင့်ချင်းနဲ့တွေ့လည်းမတွေ့ဘူးတွေ့တဲ့နေ့ဆို950တန်နဲ့အဆုတ်ကြီးဖြစ်နေဒါပေမဲ့6လပေးသွားပြီပြီးတော့အိန္ဒိယသွားမယ်ကျန်းစာကျောင်းစစ်တက်မယ်ဘသူနဲ့တော့ပြောမလဲဘယ်လိုလမ်းနဲ့သွားမလဲတကယ်ကိုမသိတာအရှိပြောမယ်ဆိုရင်တော့တအားရှိတယ်ကျွန်တော်ပြောချင်တဲ့အပွဲကပါလဲဆိုတော့ယေရှုခရစ်တော်ကတိတိကျကျခေါ်တာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီခေါ်ခြင်းအတိုင်းသွားတဲ့အခါကျရင်ခါတလေကျရင်ခလေလောက်ရောက်ရင်ဇဝေဇဝါဖြစ်တတ်တယ်အဲ့ဒီလေပြင်းတွေကတအားတိုက်လာပြီဆိုရင်တအားမောင်လာပြီဆိုရင်ဘဝကကိုရောကတကယ်ဟုတ်လားကိုရောပြောတာရောတကယ်ဟုတ်လားကိုရောရဲ့ခေါ်ခြင်းကတကယ်လားကျွန်တော်ရဲ့ဇာတိလားဝိညာဉ်လားခါတလေကျရင်ဝေခွဲမရဖြစ်တတ်တယ်နားလည်နိုင်ဖို့ဘုရားစကားပြောပါစေဆိုတော့အိန္ဒိယရောက်ပါလေရောဟင်းစားတတ်ဘူးထမင်းနဲ့စားနဲ့3လတိတိအေးဆေးပဲသူတို့ကျွေးတဲ့ဟင်းတွေမစားတတ်ဘူး3လထမင်းနဲ့စားတာတော့မလွယ်ဘူးဒါပေမဲ့နောက်ဆုတ်ဖို့စိတ်မကူဘူးအဲ့ဒီလေထမင်းအစားရဲ့လေပြင်းမုံတိုင်းငွေရေးကြီးရဲ့လေပြင်းမုံတိုင်းအင်္ဂလိပ်စကားပြဿနာမုံတိုင်းအဲ့ဒါရှက်စရာကောင်းဆုံးပဲကိုကတော့အဲ့ခက်တုံးမှာဆိုရင်အခုတော့လူကြီးဖြစ်ပါပြီအဲ့တော့လူငယ်လေးပေါ့နော်ကိုကလည်းကိုဟုတ်လာပြီထင်းနေချိန်စပင်းနေဆိုရင်နော်အီမူတို့ဘာတို့ဝမ်ဝေးတို့ထောင်ချင်တဲ့ချိန်ပေါ့အနေလားငါလားပေါ့ကိုကလည်းကိုဟုတ်လာပြီထင်းနေချိန်တဲ့20နဲ့23အရွယ်ပေါ့ဆိုတော့တွေ့တဲ့မြတ်ကောင်မလေးတွေရေးစားလိုက်ပြောချင်ရေးစားစကားလိုက်ပြောချင်နေတဲ့အချိန်အဲ့ဒီချိန်မှာဆိုရင် Facebook စပေါ်ခါစားတော့ Gmail တော့ဟုတ်တယ်မလားတွေ့တဲ့မြတ်တို့ကိုနေကောင်းလားချစ်စရာကောင်းတယ်နော်တိုက်ဆိုင်ခွင့်လွတ်ဒူမပြောတာမဟုတ်ပါဘူးကိုအเจ้าကိုပြောတာဖြစ်ပါတယ်ဆိုတော့ပြောမယ်ဆိုရင်ကိုမာနအရန်ကြီးနေတဲ့ချိန်ဒါပေမဲ့ပြဿနာကအဲ့လေစကားတစ်လုံးမှမရဘူးဘာပဲပြောထင်ရင်ထင်တဲ့အတိုင်း तू ပြောတာကိုနားထောင်ပြီး yes or no ပဲတည်တာ तू ဘာပြောမှမသိဘူးအချိန်တိုင်း yes လို့ပြောတာနည်းနည်းစကားမှလာပြီဆို no तू ဘာပြောမှမသိတာမနဲ့မိုးလေးစိတ်ပြက်တယ်ကြောင်မတက်ချင်ဘူးစိတ်ပြက်လုံးလို့ကြောင်မတွားချင်ဘူးညအဲ့ရင်လဲစိတ်ပြက်တယ်နီးလေထမင်းစားချိန်ရောက်လဲစိတ်ပြက်တယ်ဒီအိတ်လေးစကားဘသူတီထိုနာလဲကျွန်တော်တို့လူတကယ်အခြေခံမရတဲ့လူတယောက်အိတ်လေးစကားတကယ် yes or no ပဲတည်တဲ့လူတယောက်အတွက်အမတန်မှခက်ခဲတယ်ဆိုတော့ဒီအိတ်လေးစကားတီထိုတဲ့လူတွေ့ရင်တော့ထိုးမယ်ဟာဒီလောက်ခက်တဲ့စကားကိုတီထွန်တာစိတ်တကြတယ်အဲ့ဒီလီပြင်းတိုက်တဲ့အချိန်မှာဘဝမှာကိုရောကဘာလဲအဲ့ဒီလီပြင်းပေါင်းမြောက်များစွာငွေကြီးအစင်ပြေလားဆိုတော့အစင်မပြေဘူးခါတလေကျရင်ဖယားခေါ်တာတော့မဟုတ်တော့ဘူးကျွန်တော်လဲဖယားခေါ်တော့ကိုဟာနဲ့ကိုများသူမြောက်သားအားကြပြီးတော့အမှုတော်ဆောင်ကျင်တာများဖြစ်သလားဖယားကိုမေးခွန်းထုတ်တဲ့အချိန်ပေါင်းမြောက်များစွာဖြစ်တယ်ဒီကနေ့တင်းရဲ့အသက်တာမှာလဲကိုရောဘာကြောင့်လဲမေးခွန်းထုတ်တဲ့ချိန်ရှိကောင်းရှိနိုင်တယ်မိသားစုလေပြင်းမုန်တိုင်းတိုက်တဲ့အခါမှာကျွန်တော်တို့လူငယ်ချင်းချင်းကြားမှာလေပြင်းမုန်တိုင်းတိုက်တဲ့အခါမှာလေမယားကြားထဲမှာလေပြင်းမုန်တိုင်းတိုက်တဲ့အခါမှာကိုရောဘာလဲကျွန်တော်တခါတလေချက်မေးခွန်းထုတ်တတ်တယ်ခါတလေချက်အဲ့ဒီကိုရောတိုင်ပြင်းရင်ကျွန်တော်ကဖုတ်တစီလို့မြင်တတ်တဲ့အချိန်လည်းရှိတယ်ဟိုတနည်းကတော့ဂျေဇုတော်ချီးမွမ်းပွဲကောင်းချီးခံဆိုင်ခါတလေချက်ကျွန်တော်ယုံကြည်သူရဲ့အသက်တာလဲအောင်းစရာကောင်းတယ်နော်ကောင်းချီးတစ်ခုရလာတယ်တခုခုအစဉ်ပြေလာတယ် hallelujah ဂျေဇုတော်ချီးမွမ်းတယ် praise the lord ခုနချိန်3ချိန်
တချို့တော့တစ်ခေါက်ပဲအမျိုးမျိုးနဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်နောက်2ရက်3ရက်ဆိုရင်ကျန်းစာမဖတ်နိုင်တော့ဘူးဘယ်လိုဖြစ်တာလဲကျွန်တော်မိသားစုဟိုတယောက်လဲစကားနားမထောင်ဒီတယောက်လဲစကားနားမထောင်ဘူးခင်ဗျားမမွေးရင်ပူကောင်းမယ်ဟာလာပြီစိတ်မကောင်းဘူးဟိုတနေ့ကတော့ဟာလေလုယာခုနှစ်ကြိမ်အိမ်ဆွင်ခုနှစ်ကြိမ်ပတ်မယ်ထမင်းကြလောက်အောင်ဘုရားကိုချီးမွမ်းတာနောက်တနေ့ကျတော့ခင်ဗျားတို့ပါလေအကုန်ထွက်သွားစကားနားမထောင်တဲ့လူထမင်းမကျွေးဘူးအိမ်ထဲမှာပကံပြပြန်တရားဖောင်းရှိတတ်တယ်နားလည်နိုင်ဖို့ဘုရားစကားပြောပါစေကျွန်တော်တို့လင်မယားကြားထဲမှာလည်းအဲ့လိုပဲဘာပဲဖြစ်ဖြစ်နော်ကိုကနဲ့ကိုတယောက်နဲ့တယောက်ရမ်းချစ်ကြတယ်ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ဆိုရင်ရမ်းချစ်တာမင်္ဂလာဆောင်ကြတော့ကဲကျွန်တော်တို့ရန်ကုန်မှာသာသနာပြုဖို့သွားရအောင်အိမ်မှမရှိတာရန်ကုန်မှာသွားတော့လေသူမြဲအိမ်မှာကတ်နေရတယ်ဟိုမှာအိတ်လိုက်ဒီမှာအိတ်လိုက်သူတို့ရွှေလိုက်ဟိုပဲရွှေလိုက်ကိုလည်းရွှေလိုက်ကျွန်တော်အမျိုးသမီးကျွန်တော်ဘေးကနေကြည့်နေတယ်သူပြောချင်တာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်သူကလူရှိဖျားရှိပါဟုတ်ကဲ့လို့ပြောပြီးပြီပြန်နှုတ်လို့မရဘူးအားတော့နာတယ်စိတ်မကောင်းဘူးဒါမဲ့ရင်ဆိုင်ရမှာပဲသာသနာကွင်းမှာဗမာကြားထဲမှာမနေဘူးတော့ခဏကျွန်တော်အိမ်ထဲမှာမွေရလာတယ်သူကကြောက်တယ်ကျွန်တော်အပြင်မှာအေးဝင်ကလေးတွန်းသူအိမ်ဆောက်နေကျွန်တော်အိမ်ဘေးနားမှာရက်ဆိုင်ရှိတယ်အဲ့ဒီရက်သမားတွေလည်းမူလင်းတာနဲ့မူးချုပ်တဲ့အထိစုနေရနေတာသူကကြောက်နေတာခါကျွန်တော်ကတော့ဒီမှာမနေချင်တော့ဘူးတွားမှာမြို့သမီးကပြောတယ်ကျွန်တော်လည်းမနေချင်တော့ဘူးဒါပေမဲ့နေမှာဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကဒီမှာနေခိုင်းတယ်နေမှာသူကတော့မနေဘူးတဲ့ကျွန်တော်နေမှာတဲ့ဟာတအားချစ်ကြတဲ့လေမေကမနေဘူးနဲ့နေမှာနဲ့နေမှာဆိုအဲ့ဘောလုံးကန်တဲ့သူပြောတာမဟုတ်ဘူးအဲ့ဒီအိမ်မှာနေမှာကျွန်တော်ကသူကမနေဘူးတဲ့ကျွန်တော်ဆက်သွားမယ်သူကပြန်လဲမယ်မင်္ဂလာဆောင်တော့ဟာလေလုယာသာသနာကွင်းရောက်တော့သွားမယ်အစင်ပြေမနေဘူးကျွန်တော်တို့ကိုလာကယ်မဲ့သူကျွန်တော်အနာကိုရောက်လာခါနေကျွန်တော်ဘယ်လိုပြောလဲသူတို့ဘယ်လိုပြောလဲဖုတ်တစီတဲ့ချစ်တော်နေကိုမောင်နှမများခါတလေကျရင်ဖယားသခင်ရဲ့အလိုတော်အတိုင်းတွားရင်းနဲ့ခလေလောက်ရောက်ရင်ကျွန်တော်တို့အသက်တာမှာဇဝေဇဝါဖြစ်တတ်တယ်မုံဝါဖြစ်တတ်တယ်ဖယားရဲ့အလိုတော်ကဘာဖြစ်မလဲမိဂွန်ပေါင်းမြောက်များစွာနဲ့ကျွန်တော်တို့ကဖယားကူတောင်နားလည်မှုလွဲနိုင်တဲ့အခြေအနေတောင်ဖြစ်တတ်တယ်ကြောက်စိတ်တွေဝင်လာတယ်ကျွန်တော်ဘဝမှာအကောင်းကြောက်စရာအကောင်းဆုံးကကြောက်စိတ်ပဲဒါပေမဲ့ယေရှုခရစ်တော်ကဘာပြောလဲမကြောက်နဲ့ဟာလေလုယာလက်ခုပ်တီးလက်ထူဘုရားကိုချီးမွမ်းရအောင်မကြောက်နဲ့အဲ့ဒီကြောက်စိတ်ကတင့်ရဲ့တက်တာကိုစိုးမိုးလိုက်ပြီဆိုရင်တင်လုံးဝသွားလို့မဖြစ်တော့ဘူးခြေလန်းလို့မလန်းနိုင်တော့ဘူးအဲ့ဒီကြောက်စိတ်တာကျွန်တော်ကိုနိုင်ပြီဆိုရင်ကျွန်တော်ယနေ့ချိန်ထိဒီ level ထိရောက်စရာအကြောင်းမရှိဘူးကြောက်စိတ်ပေါင်းမြောက်များစွာနဲ့တကယ်ပဲရင်ဆိုင်ကြုံတွေ့ရတယ်မိဂုံးပေါင်းမြောက်များစွာနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်တော့အဲ့ဒီကြောက်စိတ်တွေကိုကြော်လွှမ်းနိုင်ဖို့ဆုတောင်းတယ်မကြောက်နဲ့ဘုရားကယေရှုခရစ်တော်ကပြောတယ်မစိုးရိမ်နဲ့ဟာလေလုယာဟာလေလုယာကျွန်တော်ကတခါတလေချင်းပြဿနာကမစိုးရိမ်နဲ့ဟုတ်တယ်မစိုးရိမ်နဲ့ခရစ်တော်အထဲ၌မှန်တယ်ယေရှုခရစ်တော်ရဲ့အထဲမှာစိုးရိမ်စရာမရှိဘူးလို့ပြောရင်စိုးရိမ်တော့စိုးရိမ်ရတယ်ဒါမဲ့မစိုးရိမ်ဘူးတချို့လူရှိတယ်လုံးဝမစိုးရိမ်တာတကယ်ကိုမစိုးရိမ်တာအဲ့လုံးဝမစိုးရိမ်တတ်တဲ့စိတ်ကစိုးရိမ်စရာကောင်းတာဘာလာမစိုးရိမ်ဘူးဘာစဉ်းစားပြီးမစိုးရိမ်တာလဲဆိုတော့ဘာမှစဉ်းစားတာမဟုတ်ဘူး။ तू ကမစိုးရိမ်တာ
အဲ့ဒီမစိုးရင်ချင်းကသူ့အတွက်စိုးရင်စရာအင်မတန်မှကောင်းတာကြောက်စရာကောင်းတာအာမင်တချို့တိမဲ့မိသားစုထဲမှာဘာပဲပြဟုတ်ကဲ့လုံးဝဦးနာမထောင်တာစိုးရင်စိတ်ဦးမရှိတာသူရဲ့စိုးရင်စိတ်မရှိတဲ့အရာကခရစ်တော်ထဲကနေလာရင်တော့ပြဿနာမဖြစ်ဘူးသူကင်တွယ်နိုင်တယ်တော့ခရစ်တော်ထဲကနေလာတာမဟုတ်ဘဲနဲ့သူရဲ့ lifestyle ကမစိုးရင်ချင်းဆိုအဲ့ဒါကြောက်စရာကောင်းတာပြဿနာဖြစ်တာအာမင်ဒါကြောင့်ခရစ်တော်အထဲ၌စိုးရင်စရာမရှိဘူးလို့ပြောရင်စိုးရင်တိုက်ရတယ်ဒါပေမဲ့ခရစ်တော်အထဲ၌သူတစုံတစ်ခုပြုတော့မယ်ဟာလေလုယာမျော်လင့်ခြင်းနဲ့ကျွန်တော်ကစောင့်စားနေတာဖြစ်တယ်အာမင်စိုးရင်စရာတွေတနေ့တော့အင်္ဂလိပ် grammar ဖြေတယ်3လလောက်သင်ပေးတာနဲ့ဖြေတယ်ဆိုတော့မှတ်20ဘူးကျွန်တော်ဒီမှာလဲပြောပြဖို့နိုင်တယ်ဆိုတော့စိုးရင်စရာကောင်းတာဘဝမှာ3လတော့မှသင်ပြီးဆိုတော့ဖြေကြတယ်ခက်ဘူးကွက်လက်ဖြစ်ဟိုးအနောက်မှာဘယ်ဟာထဲမလဲ3ခုလောက်ရွေးလို့ရအောင်ပေးတာအဲ့ထဲမှာကိုထင်တဲ့ဟာကိုအမှန်ကိုရွေးပြီးတော့ကွက်လက်ဖြစ်ဖြေလိုက်ယုံပဲ20ဘိုးပေးတာတငယ်ချင်းတွေအကုန်လုံးအမပြည့်19အနည်းဆုံးက18ကျွန်တော်လည်းဖြည်တယ်ကျွန်တော်ကဂျေဇုတော်ကြောင့်နမရတယ်အဲ့ဒီနမလည်းကျွန်တော်တိတာမဟုတ်ဘူးအထင်နဲ့ဖြည်ပြီးတော့တူးသွားတာကျွန်တော်ဆရာကကျွန်တော်ကိုအရှိကိုခေါ်ပြီးတော့စူတာဟာခင်ဗျားကကျွန်တော်အเจ้าမှာတက်ဖို့ရည်ချင်းမရှိဘူးခင်ဗျားကို3လလောက်တင်တာခင်ဗျားတငယ်ချင်းနဲ့အနည်းဆုံး18ရတယ်ခင်ဗျားကဘာနမလဲကျွန်တော်စိတ်ထဲမှာဆရာအဲ့နမတောင်မတိတာမဟုတ်ဘူးကျွန်တော်ထင်တဲ့ဟာကိုရေးပြီးတာအဲ့ဒါကိုမှန်သွားတာတအားစိတ်ပြက်တယ်စိတ်ပြက်လွန်းလို့အဲ့ဒီ class ပြီးတဲ့အချိန်မှာအဆောင်မဝင်ဘဲနဲ့ဖခင်အကြောင်းအပေါ်ဆုံးမှာဒူးထောက်ပြီးဖခင်နဲ့နှပန်းလုံးတာကိုရောကျွန်တော်ကြောင်းမတက်ချင်တော့ဘူးလို့ပြောပြီးသားကျွန်တော်ကြောင်းမတက်ချင်တော့တာကျွန်တော်ချမ်းသာပဲချမ်းသာခြင်းတာအစိုးရကြောင်းလည်းမတက်ချင်မိုးတာကြောင်းမတက်တာကျွန်တော်ပတ်စံပဲချမ်းသာခြင်းတာဆိုတော့ဒါပေမဲ့ဖခင်ခေါ်တော့ကျွန်တော်ဖခင်ကိုပြောတယ်လေကျွန်တော်ကြောင်းမတက်ချင်ဘူးဒါပေမဲ့ကိုရောခိုင်းလို့ချမ်းသာကြောင်းတက်မှာဆိုတော့ဉာဏ်ပညာထည့်ပေးဒါမှအဆင်ပြေမှာဆိုတော့အဲ့ဒီနေ့မှာတော့ဖခင်ကိုကျွန်တော်လည်းဖုတ်တစီလို့တကယ်မြင်ရတယ်ကိုရောဘာလဲကြောင်းလက်တက်ခိုင်းပြီးတော့နမတ်နဲ့အဆင်ပြေလားကျွန်တော်လည်းထိုင်ပြီးတော့ဆုတောင်းတာမဟုတ်တော့ဘူးဖခင်ကိုရန်တွေ့တာတကယ်ပဲဒီတိုင်းပဲပြောတာတားစိတ်ပြက်ပြီးရှက်လဲရှက်တယ်ကောင်မလေးချိုးလေးတွေအများကြီးပဲအဲ့ရှိမှာစူခါနာကိုစတိုင်နဲ့ခတ်တီတီဒါပေမဲ့နမတ်နဲ့စတိုင်ထုတ်လို့မရဘူးအာမင်နမတ်နဲ့စတိုင်ထုတ်လို့မရဘူးစတိုင်ထုတ်ခြင်းနဲ့ဆိုတာနော်ကျွန်တော်တို့ယောက်ျားလေးတွေလည်းတည်ထားဖို့အာလမ်30လောက်နဲ့စတိုင်ထုတ်လို့မရဘူးအနည်းဆုံးဆိုင်တစ်ဆိုင်ထိုင်ဖို့200 300လောက်ပါလာမှနည်းနည်းရင်ကော့ပြီးသွားလို့ရမှာကျွန်တော်တို့က30တန်လေးတွေကင်ပြီးတော့သွားမယ်စားမယ်ဟာကောင်မလေးရွေးတာတပွဲကို100လောက်ကျရင်ဘယ်လိုလုပ်မလဲထွက်ပြေးရမှာဖမ်းခံရမှာကျွန်တော်လည်းနမတ်နဲ့အဆင်ပြေမနေဘူးစတိုင်ထုတ်လို့လည်းမရဘူးအဲ့ဒါကြောင့်ဖះကိုမကျင်တဲ့ပွဲလုပ်တာအဆောင်မပြန်ဘူးဖះเจ้าပေါ်မှာအဲ့မှာခန်းလွတ်ရှိတယ်တယောက်သေးသွားတယ်ကိုတော့ကျွန်တော်ပြောတယ်เจ้าမတက်ချင်ဘူးဒါပေမဲ့ကိုတော့ခိုင်းတယ်အခုเจ้าတက်တယ်အခုနမတ်ရတယ်အဆင်ပြေလားနားလည်နိုင်ဖို့ဘုရားစကားပြောပါစေဖုတ်တစီလိုပဲမြင်တာတည့်ရတက်တာမှာရောအဲ့ဒီဘုရားသခင်နဲ့နဘူးတွေ့ဒူးတွေ့ဘုရားကိုရင်ဆိုင်ဖို့လားအော်စရာအဲ့ဒီနေ့မှာအဲ့ဒီတနည်းလုံးလို့အမပေါင်းပြီးတော့လေအမရတာကျွန်တော်အများဆုံးအဲ့ဒီနေ့အော်စရာကောင်းတယ်နော်နောက်နေ့ဆိုရင်ကျွန်တော် academic scholarship ရတယ်အော်စရာကောင်းတယ်အဲ့ဒီနောက်ပိုင်း grammar ဆိုရင်ဘာပဲလာကျွန်တော်အလွတ်ကျက်တာမှတ်20ပဲစိတ်ဆိုးတယ်စိတ်နာသွားပြီ
ဘာပဲလာအကုန်လွတ်ကျက်တာဘာ subject ဘာ verb ဒီဂယုမဆိုင်ဘလွတ်ကျက်ရေအမတ်20ဆိုမတ်20ပဲအဲ့ဒီနေ့မှာဆိုအမတ်များဆုံးမဲ့ကျွန်တော်အခန်းထဲမှာနောက်နေ့ဆိုရင်ဘာလဲ scholarship တောင်ရတယ် hallelujah hallelujah တပည့်တော်တွေကအဲ့ဒီကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာစိတ်ပြည့်နေတဲ့အချိန်မှာယေရှုခရစ်တော်ကိုဘယ်လိုမြင်လဲဆိုတော့ဖုတ်တစီမနေ့ကယေရှုခရစ်တော်နဲ့နမိတ်လက္ခဏာကြီးမားသောနမိတ်လက္ခဏာဖော်ဆောင်တဲ့သူ့ရဲ့တပည့်တွေကသူ့ကိုတစီလို့ခေါ်တယ်ခါတလေကျရင်ဘဝမှာကျွန်တော်တို့လည်းယေရှုခရစ်တော်ဘုရားသခင်ကိုအဲ့လိုမျိုးမြင်တဲ့အချိန်ရှိတတ်ပါတယ်တော့တော့အဲ့ဒါကအဆုံးမဟုတ်ဘူးနမိတ်လက္ခဏာစပြုတော့မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာယေရှုသည်ချက်ချင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလောငါပင်ဖြစ်သည်မကြောက်လန့်ကြနဲ့ဟုတ်မိန်တော်မူ၏မကြောက်နဲ့ခင်ဗျားရဲ့ကြောက်စိတ်ကိုယနေ့ဖယ်ထားလိုက်ပါ2025မှာကြောက်စိတ်ကိုဖယ်လိုက်ဟာလေလုယာယုံကြည်ခြင်းနဲ့ခြေလမ်းတစ်လမ်းမယ်အာမင်ဟာလေလုယာတဲ့ရတဲ့တကယ်ပဲထူးခြားစွာပြောင်းလဲလာမှာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းတဲ့၌တကယ်ပဲခြေလမ်းလမ်းလိုက်ပြီဆိုရင်နမိတ်လက္ခဏာနေစပြီးတော့မြင်တွေ့လာမှာဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုဘုရားသခင်ကဘာပြောလဲမကြောက်နဲ့ဟာလေလုယာမစိုးရိမ်နဲ့ဟာလေလုယာအဲ့ဒီစိုးရိမ်စိတ်တွေကိုဖယ်လိုက်အာမင်နမိတ်လက္ခဏာစပြုတော့မယ်ယုံကြည်ခြင်းနဲ့ปีตรุကဘာပြောလဲปีตรุလေသခင်ကိုတော်မှန်လေအကျွန်ုပ်ဒီကိုတော်ထံသို့ရေပေါ်မှာလာရမည့်အကြောင်းမိန်တော်မူပါဟုတ်လျှောက်လင်လာခဲ့လို့ဟုတ်မိန်တော်မူปีตรุဒီလေပေါ်ကဆင်းရယေရှုထံသို့ရောက်အံ့တော်ငါရေပေါ်မှာလှမ်းသွားလေ၏မဖြစ်ဖို့သောအရာတွေစဖြစ်လာပြီဟာလေလုယာမမြင်ဖို့သောအရာတွေကိုမြင်တွေ့လာပြီအဲ့ဒီကြောက်စိတ်တွေဖယ်လိုက်တဲ့ปีตรุကအသက်တာမှာ तू မလုပ်ဘူးတဲ့အရာတွေစလုပ်လာပြီသူမရင်ဆိုင်ဘူးတဲ့ຢာတွေရင်ဆိုင်လာပြီနမိတ်လက္ခဏာတွေစပြုလာပြီဟာလေလုယာဟာလေလုယာလက်ခုပ်တွေထူဘုရားကိုချီးမွမ်းရအောင်2025မှာမဖြစ်ဘူးသောနမိတ်လက္ခဏာစပြုလာမှာဖြစ်တယ်တင်မမြင်ဘူးတဲ့ကောင်းခြင်းမင်္ဂလာစီစဉ်လာမှာဖြစ်တယ်ဟာလေလုယာတင်ရေပေါ်မှာလမ်းလျှောက်ရမှာဖြစ်တယ်ရေပေါ်မှာလမ်းလျှောက်တာအမတန်မှပျော်စရာကောင်းတယ်ကျွန်တော်တခုတက်တည်ခံမယ်2029မှာကျွန်တော်စင်ကာပူမှာကျောင်းတက်ဖို့ဖြစ်တယ်။တနစ်က300နော်။တနစ်က300လီရင်လက်မှတ်က9သိန်း300ကုန်မဲ့စရိတ်ကိုကျွန်တော်လီရင်လက်မှတ်9သိန်းမရှိဘူး။စင်ကာပူဆရာကြီးနဲ့ဆရာမကြီးရန်ကုန်ရောက်လာတယ်။သူစီကိုသွားတယ်။အင်တာဗျူးလုပ်တယ်။ခိုင်နာမယ်ရှိတဲ့လူကရုပ်ချောတယ်ဆိုတော့ကျွန်တော်သဘောကျတယ်။အဲ့ဒါဟာတာအနေနဲ့ပြောတာဘုရားသခင်ရဲ့မျက်နှာသားပေးခြင်းအပြင်ကျွန်တော်ကိုသဘောကျတယ် full scholarship ဒါမဲ့လင်းလက်မကကိုကူတဲ့ဆိုတော့300လောက်ကုန်မဲ့ကျောင်းမှာ international ကျောင်းမှာတက်ရမယ်ဆိုတော့ရင်ခုန်စရာကောင်းတယ်ကျေးဇူးကြောင့်စင်ကာပူရောက်တယ်နှစ်နှစ်ခွဲနေတယ်တွားလိုက်စီတွားလိုက်တန်ဖုံးပြီးဘတ်စကအကုန် free ပြောစရာကောင်းတယ်ရေပေါ်မှာလမ်းလျှောက်နိုင်ရတဲ့အခွင့်ကိုဘုရားကပေးတာမဖြစ်နိုင်တဲ့အရာဖြစ်လာတယ်ဟာလေလုယာကျွန်တော်အခြေအနေနဲ့စင်ကာပူမှာကျောင်းတက်မယ်ဆိုတာဖြစ်ကိုမဖြစ်နိုင်တာစဉ်းစားလို့ကိုမရဘူးအာမင်တွေးခေါ်လူအတွေးခေါ်နေဆိုရင်လုံးဝတွေးခေါ်လို့မရတဲ့အရာဖြစ်လာတယ်ဟာလေလုယာအစ်စေဘဲစင်ကာပူမှာရေပေါ်မှာလမ်းလျှောက်တဲ့အတ္တ2025မှာတင်တဲ့တက်မိသားစုအပေါ်မှာအဲ့ဒီကောင်းခြင်းမင်္ဂလာတက်ရောက်ပါစေဟာလေလုယာယေရှုခရစ်တော်ကိုကြည်စုခြင်းအပြင်ရေပေါ်မှာလမ်းလျှောက်ရမှာဖြစ်တယ်ကျွန်တော်တို့ကဟာလေလုယာဘလောက်ထိပျော်စရာကောင်းတယ်ဒါပေမဲ့အဲ့ဒီပျော်စရာထဲမှာလည်းစိတ်ပြည့်စရာခါတလေကြရင်ရောက်လာတယ်ကျွန်တော်တို့ကျောင်းက full scholarship ဖြစ်တဲ့အတွက်ကြောင့်ငွေကြီးစားအတော့မှာစားဝတ်နေရေးမှာဘာမှကိုပူစရာမရှိဘူးမုတ်ဒီခေါက်ဆွဲတွေဘာအသားတွေဘာစားခြင်းလဲအကုန်အဆင်ပြေတယ်အဆင်မပြေတာကစီကံအရန်ကြီးတယ်ခင်ဗျားဘာလို့အကုန်လုံးအကြောင်းကြားရတယ်ကျွန်တော်ဆရာမကြီးကကျွန်တော်အဆောင်ထဲမှာနေရင်ဖုန်းဆက်တယ်ဟယ်လိုခိုင်ဘယ်မှာလဲဟုတ်ကဲ့ဆရာမကြီးကျွန်တော်အဆောင်မှာသူ
သူဘာပြန်ပြောလဲခင်ဗျားအဆောင်မာနေတယ်ဆိုတော့ငါတိတယ်တဲ့ခင်ဗျားဘယ်တော့ငါခင်ဗျားအဆောင်မာရှိတယ်ဆိုတော့ငါတိတယ်ငါတိချင်တာကအဲ့ဒီအဆောင်ထဲဘယ်နားမှာခင်ဗျားနေလဲကျွန်တော်တို့လဲစဉ်းစားတယ်ကျွန်တော်ကအေကမ်းမာနေတယ်ခင်ဗျားဘာအားလို့ဖုတ်နေတာလဲခင်ဗျားဘာစကားများပြီးဘာဖြစ်လို့စကားတွေပဲပြောတာလဲဘာဖြစ်လို့ကျန်းစာမှာဖတ်တာလဲအမျိုးမျိုးပဲဘာဖြစ်လို့စုမတောင်းတာလဲခင်ဗျားဘာဖြစ်လို့အဲ့အခန်းမှာထိုင်တာလဲမထိုင်နဲ့ခါတလေချက်ရင်ကျွန်တော်တို့မိဘူးချောင်မှာရှိတဲ့ဆရာမကြီးခင်ဗျားမိဘူးချောင်မှာဘာခူးစားလဲမင်းဘာဖြစ်လို့မိဘူးချောင်မှာရှိလဲဟာတချို့ကကိုယ့်နဲ့ကိုယ်အရန်တော်လာပြီထင်တာဟုတ်ကဲ့ဆရာမကြီးကျွန်တော်ကကျန်းစာဖတ်နေတယ်ဟာဖတ်တာမဟုတ်ဘူးဆရာမကြီးကျွန်တော်ကျန်းစာဖတ်နေတယ်သူ့အထင်တော့ဆရာမကြီးကသူ့အရန်ချီးကျူးမှာဟာဝိညာဉ်ရေးရမှာအားကြီးလိုက်တာကျန်းစာဖတ်တာမဟုတ်ဘူးခင်ဗျားဘယ်ကျန်းပိုက်ဖတ်လဲသူလည်းမသိဘူးစာရန်139နှစ်ရက်တော့အကုန်ရေးလာပြီလေခင်ဗျားဖတ်တဲ့ကျန်းစာကိုလက်နဲ့ရေးလိုက်အဲ့တခန်းလုံးငါကိုမနဲ့ပြန်ကြရင်ပြအဲ့ခမ်းမှာနေတယ်လို့ပြောရင်လည်းဘာဖြစ်လို့တစ်ချိန်လုံးအိတ်တာလဲကျွန်တော်တို့မှာအဆောင်ရှိတယ်နှင်းစရာမရှိဘူးဟာတာတခုပြောမယ်ဘယ်လောက်စီကံကြီးလဲဆိုတော့ကျွန်တော်တို့ရှမ်ပူတပတ်စာဝယ်တာအဲ့ဒါကူတပတ်မကုန်ခင်မှာအဲ့ရှမ်ပူကခဏကုန်တာဆမ်မကြီးဒေါသထွက်တယ်မင်းတို့ရေချိုးရင်ရှမ်ပူတွေအများကြီးတုံးတာဘာတူလဲတော့သူလဲကြောင်တောင်နဲ့နိုင်ဂျီးတဲ့တယောက်ကိုလက်ညှိုးထုပြောခင်များမလားဆိုပြောကျွန်တော်เจ้าမှာစီကံတစ်ခုရှိတယ်ဘာပဲပြောဟုတ်ကဲ့ထူရမယ်ဘာပဲပြောဟုတ်ကဲ့အဲ့ဒီနိုင်ဂျီးဆရာတော့ Anglican priest အသက်60 Anglican priest သူ့လက်အောက်မှာအတင်းတော်ပေါင်းမြောက်များစွာရှိတာ Anglican priest သူကဘုံတော်ကြီးဆရာမကြီးကသူ့ကိုလည်းခင်ဗျားပဲအများဆုံးတုံးတာဟုတ်ကဲ့ဆရာမကြည့်လိုက်တော့သူကကြောက်ဖြစ်နေတာအဆောင်ရောက်တော့ကြီးစရာတွေဖြစ်ဆရာမကြီးကျွန်တော်တတ်စော်ကားတာကျွန်တော်စပင်လည်းမရှိဘူးအဲ့ခေါင်းဆော်ရည်လည်းကျွန်တော်ဘယ်လိုလုပ်သုံးမှလဲပီတရုရဲ့ရေပေါ်မှာလမ်းလျှောက်နေတဲ့အချိန်မှာပတ်ဝန်းကျင်ကိုကြည့်တဲ့အခါမှာကြောက်စိတ်ဝင်လာတယ်ကျွန်တော်တို့လည်းအဲ့ဒီစင်ကာပူမှာထူနေ၎င်းပဲအမတန်မှနေလို့ပူစရာမရှိပေမဲ့အဲ့ဒီစီကန်းကြောက်ထွက်ပြေးခြင်းနဲ့စိတ်ကနေ့တိုင်းထွက်ပြေးမယ်နားလည်နိုင်ဖို့ဘုရားစကားပြောပါစေအာမင်အာမင်ဒါပေမဲ့ယေရှုခရစ်တော်ကိုစစ်ကြည့်ရင်အဲ့ဒီရေထဲမှာမကြစေဘူးအဲ့ဒီဘလောက်ပဲပြင်းထန်တဲ့စီကန်းထဲမှာကျွန်တော်တို့မကြရှုံးဘူးအောင်မြင်နိုင်ရတော့အခွင့်ပေးတယ်ဟာလေလုယာလက်ခုပ်တီးလေသူဘုရားကိုချီးမွမ်းရအောင်ဟုတ်ပြီပီတရုလည်းရေပေါ်မှာလမ်းလျှောက်တဲ့အခါမှာပြဿနာတွေနော်သူပတ်ဝန်းကျင်ကြီးကြည့်တဲ့အခါမှာစိတ်ပြည့်စရာတွေအများကြီးပဲသူလည်းကြာခါနေတယ်မှာယေရှုခရစ်တော်ကိုသူအော်ခေါ်တယ်သူကိုပြန်ကယ်လိုက်တယ်ဆက်ဖတ်မယ်အခြားလေပြင်းတွေကိုမြင်လင်ကြောက်လန့်၍နှိမ့်မွန်းလို့သည်ရှိသောကယ်မတော်မူပါသခင်ဟုတ်ဟစ်ကြော်လေ၏ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်တော်မူလျက်ယုံကြည်အားနည်းသောသူအဘယ်ကြောင့်ယုံမာသောစိတ်ဝင်သည်ဟုတ်မေးတော်မူ၏လှေပေါ်သို့ရောက်ကြလျင်လှေသည်ငြိမ်လေ၏လေသားတို့သည်ချင်းကပ်၍စင်စစ်ကိုတော်သည်ဖျားသခင်သားတော်မှန်တည်းနှုတ်ပြည့်၍ရှောက်ကြ၏ဟာလေလုယာဟာလေလုယာအဲ့ဒီပြဿနာပေါင်းမြောက်များစွာအဲ့ဒီကြောက်စရာပေါင်းမြောက်များစွာရဲ့အဆုံးမှာအဲ့ဒီလေသားတွေကယေရှုခရစ်တော်ကိုပြောလဲဆိုတော့ဖယားသခင်ရဲ့သားတော်မှန်တယ်ဆိုပြီးတော့ကူးကွယ်တယ်တဲ့ဟာလေလုယာဟာလေလုယာကြောက်ခြင်းရဲ့နောက်ွယ်မှာစိုးရိမ်ခြင်းရဲ့နောက်ွယ်မှာပြဿနာရဲ့နောက်ွယ်မှာကိုးကွယ်ခြင်းကအမြဲတမ်းရောက်လာတာဖြစ်တယ်အကြောင်းကြီးကအဲ့ဒီပြဿနာပေါင်းမြောက်များစွာကိုအောင်မြင်ကျော်လွှမ်းနိုင်ရသောအခွင့်ကိုဖယားကပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာဒီချမ်းသာကိုကြည့်တဲ့အခါကျရင်တပည့်တော်တွေကပထမ
ဦးဆုံးယေရှုခရစ်တော်ကိုကိုးကွယ်တဲ့အချိန်ဖြစ်တယ်ဒီမတိုင်ခင်မှာမပကူခါမကိုးကွယ်ခြင်းမလုပ်ဘူးသေးဘူးတော့ဒီပြဿနာပေါင်းမြောက်များစွာရဲ့အဆုံးမှာကိုးကွယ်ခြင်းနဲ့ဆုံးသက်တာဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်တာအဆုံးသက်မဟုတ်သေးဘူးကိုးကွယ်ခြင်းရောက်လာတော့မှာဖြစ်တယ်ဟာလေလုယာကျေးဇူးတော်ချီးမွမ်းခြင်းရောက်လာတော့မှာဖြစ်တယ်ဒါကြောင့်ဒီကနေ့စိတ်မပြတ်နဲ့ဝမ်းမနေနဲ့ဟာလေလုယာကျွန်တော်ဖခင်ကကျွန်တော်အတွက်အမြဲတမ်းလမ်းပြင်ဆင်ပေးတာဖြစ်တယ်လမ်းမရှိတဲ့ရက်မှာလမ်းပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတဲကန္နာထဲကနေစမ်းရည်ထွက်စေတဲ့ဖခင်ကျွန်တော်ကိုးကွယ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်ကိုးကွယ်ရမယ့်အချိန်ရောက်လာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အားလုံးအတူတူမှတ်တရပြီးတော့ Praise and Worship တင်းနေကျွန်တော်တို့စင်ပေါ်ကြွပြီးတော့ကျွန်တော်တို့အမန်နွေလာကိုရောမပါရင်ဘလူကျွန်တော်အစာပြုမှာလဲဆိုတဲ့ချင်းနဲ့ကျွန်တော်အားလုံးဖျားမျက်မှောက်တော်ထဲမှာတူးဝင်ချင်းကရေးနဲ့ဆုံးမကျွန်တော်ဆုတောင်းဆက်ကခြင်းနဲ့ဆုံးသတ်မှာဖြစ်ပါတယ်အမန်နွေလာကိုရောမပါရင်ဟုတ်ပြီကျွန်တော်တို့တက်တာတီးတီးကိုပြန်လဲပြီးတော့စက္ကအနံ့ရအောင်ကျွန်တော်ကြောက်စိတ်တွေကိုဖယ်ရအောင်ကျွန်တော်စိုးရင်ခြင်းတွေကိုဖယ်ရှားရအောင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်အတူတူကချီးမွမ်းဒူးဝင်ချင်းကကြရအောင်ကျွန်တော်ကိုးကွယ်တကယ်ပဲစစ်မှန်တဲ့ကိုးကွယ်ခြင်းနဲ့ဖခင်ကိုကိုးကွယ်ရမယ့်အချိန်ရောက်လာမှာဖြစ်တယ်လမ်းဆုံးနေဆိုဖခင်မှမရှိပါဘူးကျွန်တော်တို့အတွက်အမြဲတမ်းလမ်းပြင်ဆင်ပြီးတော့ဖခင်ရှင်ဖြစ်တယ်ထိုအေမာနွေလဖခင်ကကျွန်တော်တို့ရဲ့အတူအမြဲတမ်းပါရှိတဲ့ဖခင်ရှင်ဖြစ်တယ်စာပြရမှာလေဒီလောကချစ်တယ်မှာဘယ်လိုရတည်နိုင်မလဲရှာရမှာလေရှာရမှာလေကိုရောတူမရှိခဲ့ချင်လေဒီဘဝပင်လေချစ်တယ်စာပြုခြင်းကိုရှင်သာလင်ဖြစ်တယ်။တို့ကဆုံးတိုင်အောင်ပို့ဆောင်နေတဲ့အေမာနွေလဖယားဖြစ်တယ်။တို့စနေလို့တော့လည်းတို့ကိုချီးမွမ်းကိုကိုရအောင်
မေတ္တာတော်ရှင်ဖာကိုကိုယေရှုတင်နေဒါသမီးတယောက်ချင်းစီတိုင်းကိုတတိနဲ့ကြည်ရှုနေတော့ဖျားရှင်ကိုကိုယေရှုတင်နေယနေ့ထိတရားချမ်းသာစွာပို့ဆောင်ပြီးတော့ကိုယေရှုတင်နေ2025မှာကျွန်တော်ကြောက်စိတ်တွေကိုဖယ်ထားပေးတော်မူပါဆိုရင်ခြင်းတွေကိုယေရှုနာမဖယ်ရှားပါ၏အိုးကိုရှင်ဖာဘုရားပြုမဲ့နမလက်ခဏကိုတခုပြီးတခုမြင်တွေ့စေတော်မူပါမိသားစုပေါ်မှာကောင်းခြင်းမင်္ဂလာတက်ရောက်စေတော်မူပါမမြင်ဘူးသေးတဲ့ကောင်းခြင်းမင်္ဂလာမြင်တွေ့နိုင်တော့ခွင့်ကိုပေးတော်မူပါမချမ်းသာတော့ကိုချမ်းသာခြင်းကိုပေးတော်မူပါမလွတ်မြောက်တဲ့တော့ကိုလွတ်မြောက်ခြင်းကိုပေးတော်မူပါဝမ်းနေတော့ကိုဝမ်းမြောက်ခြင်းနဲ့ပတ်ရတဲ့ပို့ဆောင်ပေးတော်မူပါအားနေတော့ကိုအားကြီးစေတော်မူပါသရှင်တော်ဝိညာဉ်တော်ကိုတော်အဖင်တကယ်ပဲကုတော်မှုတော်မြတ်တာ၍လောက်ဆောင်နိုင်ဖို့လုံးကမဆာတော်မူပါလုပ်ငန်းကိန်းကတည်တည်ပေါ်မှာကိုရဲ့မျက်နှာသာဘေးချရရှိခံစားနိုင်ဖို့လုံးကလည်းမဆာတော်မူပါကျေးဇူးတော်ပေါင်းကိုချီးမွမ်းလဲယေရှုနာမနဲ့ဆုတောင်းဆက်ကအနံ့ကြပါဖပါဖျားသခင်အာမင်ကျေးဇူးတင်တော်ဘုရားဖျားရှင်ကောင်းချီးပေးပါစေ